မင်္ဂလာပါရေဒီယိုနားထောင်သူပရိသတ်ကြီးခင်ဗျာနေ့စဉ်မိုးလေဝါသသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2026ခုနှစ်ဧပြီလ15ရက်ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ထားတဲ့နောက်ဆုံးရမိုးလေဝါသအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ဒီနေ့အတွက်မိုးရွာနိုင်ခြေအခြေအနေတွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ဒီနေ့မှာတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထင်ရွာသွန်းနိုင်ခြေ80%ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတင်အင့်ဖစ်ထွန်းပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာရပါမယ်။ထူးခြားတဲ့ရာသီဥတုအခြေအနေအနေနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖစ်ထွန်းလျက်ရှိပြီးမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးလာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတီးကြွေခြင်းမိုးချင်းခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်နိုင်တဲ့အတွက်အထူးသတိပြုကြဖို့တိုက်တွန်းလိုပါတယ်။ပင်လယ်ပြင်အခြေအနေကိုကြည့်ရင်တော့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအင့်ရှိနိုင်ပါတယ်။လှိုင်းအမြင့်ကတော့4 ပေကနေ6 ပေအထိရှိနိုင်ပါတယ်။နောက်ထပ်မိုးလေဝါသသတင်းတွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝါသသတင်း channel ကို subscribe လုပ်ဖို့တိုက်တွန်းလိုပါတယ်။အားလုံးပဲရာသီဥတုဘေးကင်းကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲနှိပ်ကုံချုပ်လိုက်ပါတယ်။